တအောင်းမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပလောင်တွေရရှိထားတဲ့နမ်ဆန်နဲ့မန်တုံမျိုး2မျိုးကလွဲပြီးကြံမျိုးတွေပြန်လည်လက်လွတ်ရနိုင်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးကြမ်းကျင်သူတွေကထောက်ပြကြပါတယ်။139စစ်စင်ရေးအတွင်းရှမ်းပြည်မြောက်ပိုင်းမှာမျိုးနယ်17ခုနဲ့မန္တလေးတိုင်းအတွင်းကမိုးကုတ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့လက်ရှိမှာတော့မျိုးတချို့ကို TNLA ကပြန်လည်လက်လွတ်ထားရပါတယ်။ကိုကန့်တက် MNDAA က TNLA ထိန်းချုပ်ထားတဲ့မျိုးနယ်တွေမှာအဓိကအားဖြင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့နယ်တွေမှာတိုက်ပွဲဖော်ဆောင်ပြီးတော့ပြန်လည်သိမ်းယူခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာလည်းနိုင်ခမ်းမြို့နယ်မှာ MNDAA ရဲ့အလံကိုထောင်ထားပြီးသိန်းနီနဲ့နမတူမြို့မှာလည်း MNDAA ကတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကိုစီးပွားရေးနဲ့တတုတူဖော်ရေးတွေကိုဝင်ရောက်လုပ်ကင်ခွင့်ပြုပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ MNDAA တို့က TNLA ကိုလက်နက်မရောင်းတော့တဲ့အပြင်လက်နက်နဲ့ငွေကြေးအကူအညီတွေလည်းမပေးတော့ဘူးလို့သိရပါတယ်။ TNLA ဟာ MNDAA နဲ့ UWSA တို့စီကနေလက်နက်ခဲရဲ့အကျွေးတွေတင်နေကတရုတ်ဖိအားကြောင့်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေစီကနေဆုတ်ခွာပေးနေရပြီးနယ်မြေတွေဆုံးရှုံးလာနေတာလို့ရှမ်းပြည်တွင်နိုင်ငံရေးလေးလာသုံးသပ်သူတို့ကပြောပါတယ်။အခုကြတော့ပြန်ဆုတ်ပေးရတော့မှာ။ဘာဖြစ်လို့လဲဆိုတော့စစ်ရေးရပြောမယ်ဆိုရင် TNLA ကဒီလောက်ကြီးစစ်ရေးစေးကြီးမားသူ့မှာမရှိဘူး။အဲ့ဒီသူသိမ်းကျင်တဲ့နယ်မြေတွေသူဥဆောင်ပြီးသူတိုက်ပြီးတော့မှတိုက်လို့ရရင်ယူဆိုတဲ့သဘောမျိုးနဲ့သူတို့ကတိုက်ခဲ့တဲ့အတွက်နော်သူတို့နယ်မြေဖြစ်သူကသူတို့တတ်မှတ်တာ။တတ်မှတ်တော့တက်ကလည်းမခံနိုင်တဲ့စုပ်ပေးရတာ။အဲ့တော့အခုကကြတော့ဘယ်လိုဖြစ်သွားလဲဆိုဟိုတိုက်တော့တို့မျိုးရောနောင်ချူရောဒီကောတိုက်တာပေါ့နော်အကြီးကျယ်တိုက်ပြီးတော့တတ်တော့ရှုံးတဲ့အတွက်စုပ်ပေးသွားတာအခုကြတော့ပြန်တိုက်တယ်ဆိုတော့ပါလေးပါတရုတ်ရဲ့ဖိအားလည်းပါတယ်နောက်ပြီးတော့သူကအကျွေးတင်တာပေါ့ TNLA အနေနဲ့တရုတ်ဖိအားပြင်ရှမ်းမြောက်မှာအခြေစိုက်လှုပ်ရှားနေတဲ့တခြားသောတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကလည်းဖိအားပေးမှုတွေရှိနေတယ်လို့၎င်းကဆက်ပြောပါတယ်။ဒီစစ်စင်ရေးတွေမှာပလောင်တိုင်းသားတွေနဲ့လူငယ်တွေနဲ့တော်တော်များများဟာဆုံးရှုံးတာပေါ့နော်။အထွေထွေသောအကြက်တဲတွေများလာတဲ့အခါမှာဖိအားတွေအားများလာတဲ့အခါမှာTNLA အနေနဲ့လည်းသူ့ရဲ့သဘောထားတွေသူ့ရဲ့ဗျူဟာတွေကပြောင်းလဲလာတာပေါ့ပြီးခဲ့တဲ့2025ခုနှစ်ဩဂတ်လမှာလည်းတရုတ်နိုင်ငံရဲ့ဂျာဝင်စီစက်မှုအရစစ်တပ်နဲ့ TNLA တို့တွေ့ဆုံပြီး TNLA ကတီဘောနဲ့ကြောင်မဲကနေဆုတ်ခွာပေးခဲ့ရတဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိမှာလည်းတရုတ်နိုင်ငံရဲ့ဖိအားကြောင့် MNDAA နဲ့ TNLA တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ TNLA ဘက်ကနယ်မြေတွေဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ MNDAA ဟာချင်းရွှေရောတိန်နီလာရှိုလန်းကိုပဲထိန်းချုပ်ထားရကနေပြီးခဲ့တဲ့မတ်လကစပြီး TNLA နဲ့ KIA ထိန်းချုပ်ထားတဲ့မူဆယ်၊ကွတ်ခိုင်၊တိန်နီလန်းကိုပါသိမ်းယူလာခဲ့တာဖြစ်ပါတယ်။